အားလုံးပဲမင်္ဂလာပါဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ဒီနေ့ဟာကောင်းကင်ဘုံတို့ပင်းဆောင်ခြင်းခံရတဲ့မေရဒခင်မရဲ့ပွဲနေ့ကြီးပဲဖြစ်ပါတယ်ဒီပွဲနေ့ကြီးကိုကျင်းပခြင်းအားဖြင့်ကျွန်တော်ရဲ့ဘဝမှာဘာတွေကိုမိမောင်းထိုးပြနေလဲဆိုတော့ကျွန်တော်ရဲ့နောက်ဆုံးသောပန်းတိုင်ခရီးနောက်ဆုံးသောအိမ်ဟာကောင်းကင်နိုင်ငံဖြစ်တယ်ဆိုတဲ့အရာကိုမေရဒခင်မအဖြစ်အသင်တော်ကကျွန်တော်တို့ကိုသင်ကြားပေးနေပါတယ်မေတော်တခင်မဟာဘာဖြစ်လို့ဝိညာဉ်နဲ့ခန္ဓာကိုယ်ပါကောင်းကင်ဘုံတို့ပင်းဆောင်ခြင်းခံရတယ်လဲဆိုတဲ့အရာကိုစဉ်းစားစရာဖြစ်တယ်မေတော်တခင်မဟာတာမအမျိုးသမီးသူပဲဖြစ်တယ်လူသားတစ်ယောက်ပဲဖြစ်တယ်ဒါပေမဲ့လည်းဖျားသခင်ရဲ့ကြီးမားတဲ့ချစ်ချင်းမေတ္တာဖျားသခင်ရဲ့ကြီးမားတဲ့ကျေးဇူးတော်အားဖြင့်မေတော်တခင်မဟာဝိညာဉ်နဲ့ခန္ဓာကိုယ်ပါကောင်းကင်ဘုံတို့ပင်းဆောင်ခြင်းခံရခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့မေတော်တခင်မဟာဒီလောက်ဘုရားသခင်ရဲ့ကြီးမားတဲ့ကျေးဇူးတော်ကိုဘာဖြစ်လို့ခံစားခဲ့ရလဲဆိုတော့မေတော်တခင်မရဲ့ဘဝကိုပြန်ပြီးတော့လေ့လာကြည့်အောင်။မေတော်တခင်မဟာသူ့ရဲ့ဘဝတစ်ခုလုံးသူ့ရဲ့ကိုယ်စိတ်နှလုံးသုံးပါသူ့ရဲ့ဝိညာဉ်အကုန်လုံးကဘုရားသခင်ကိုလုံလုံလဲလဲပေးအပ်ပြီးတော့အစေခံခြင်းဖြစ်တယ်သူရဲ့ဘဝတစ်ခုလုံးဟာတန်ရှင်းဖြူစင်တဲ့ဘဝတက်တာနဲ့ဖခင်ရဲ့အလိုတော်ကိုရှေ့တန်းတင်ပြီးတော့အသက်ရှင်တဲ့အတွက်ကြောင့်မလို့မေတော်တခင်မဟာဝိညာဉ်နဲ့ခန္ဓာကိုယ်ပါကောင်းကင်ဘုံသို့ပင်းဆောင်ခြင်းခံရခြင်းဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ဒီပွဲတွေမှာဖဒအနေနဲ့အချက်၃ချက်အဖြစ်ဝေမျှခြင်းပါတယ်။ပထမအချက်အနေနဲ့ဒီလိုမျိုးထူးခြားတဲ့ကျေးဇူးတော်မေတော်တခင်မရရှိခဲ့တဲ့ဆိုတဲ့အရာကလုံးဝကိုဘုရားသခင်ပေါ်မှာသူမရဲ့ဘဝတက်တာတစ်ခုလုံးကိုအနံပူဇော်ပေးကမ်းခြင်းကြောင့်ဖြစ်ပါတယ်။သူမရဲ့ဘဝတစ်ခုလုံးကိုဘုရားအတွက်အစေခံခြင်းဖြစ်တယ်။မေတော်တခင်မမှာဘုရားရဲ့အစီမံကိန်းမရောက်ခင်မှာသူ့ရဲ့အိမ်မက်လေးတွေရှိခဲ့ပါတယ်။တန်ရှင်တဲ့အိမ်ထောင်စုမိသားစုတစ်ခုကိုတိဆောက်ဖွဲ့ရတဲ့အိမ်မက်လေးတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်းတရားသမားရဲ့မိန်ကြားခြင်းအဖြစ်ဖခင်ရဲ့အလိုတော်ကိုကြားနာတဲ့အချိန်မှာအဲ့ဒီချိန်ကနေစပြီးတော့ yes ဖခင်ရဲ့အလိုတော်ကိုကျွန်မလိုက်နာပါမယ်လို့ပြောတဲ့အချိန်ကနေစပြီးတော့နောက်ဆုံးလက်ဝါးကတိုင်မှာခရစ်တော်သခင် yes အရာအလုံးပြည့်ပြည့်စုံပါပြီဆိုတဲ့အရာတိမေတော်သခင်မဟာဖခင်ရဲ့အလိုတော်ကိုအပြည့်အဝလိုက်ခဲ့တယ်။ဒါတော့မပြီးသေးဘူးခရစ်တော်တခင်နောက်ဆုံးကောင်းကင်ဘုံကိုတက်ကြွရခြင်းမှာမေတော်တခင်မှာအသင်းတော်နဲ့အတူတမန်တော်ကြီးတွေနဲ့အတူနောက်ဆုံးဖခင်ရဲ့အလိုတော်ကိုလိုက်နာခဲ့ပါတယ်။အဲ့တဲ့ကြောင့်မလို့သူမရဲ့ဘဝတစ်ခုလုံးကိုဖခင်သခင်ပေါ်မှာအနံပြီးတော့ဖခင်ရဲ့ပုံသွင်းခြင်းဖခင်ရဲ့အလိုတော်ကိုလိုက်နာခြင်းကြောင့်သူဟာဒီကောင်းကင်နိုင်ငံကိုဝိညာဉ်နဲ့ခန္ဓာကိုယ်ပါပင်းဆောင်ခြင်းခံရခြင်းဖြစ်တယ်။ဒုတိယအချက်အနေနဲ့မေတော်တခင်မဟာကျွန်တော်တို့ကိုဘာပြောပြနေလဲဆိုတော့ကျွန်တော်တို့ရဲ့စစ်မှန်တဲ့လူပိသားခြင်း true identity စစ်မှန်တဲ့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုဖော်ပြနေခြင်းဖြစ်တယ်လူလို့ပြောတဲ့အချိန်မှာကျွန်တော်တို့မြင်တွေ့နေရတဲ့ခန္ဓာကိုယ်တစ်ခုပဲမဟုတ်ပါဘူးမတည်နိုင်တဲ့ဝိညာဉ်ဆိုတဲ့အရာရှိတယ်မေတော်တခင်မဝိညာဉ်နဲ့ခန္ဓာကိုယ်ပေါင်းစပ်ပြီးတော့ကောင်းကင်နိုင်ငံကိုတွားတယ်ဆိုတဲ့နေရာကျွန်တော်တို့နောက်ဆုံးသောအချိန်ကာလမှာကျွန်တော်နဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်တွေဟာဘုရားသခင်ရဲ့နောက်ဆုံးသောအချိန်ကမှာကျွန်တော်ပြန်ပြီးတော့ပေါင်းစပ်မယ်ဆိုတဲ့အရာကိုပြောပြနေခြင်းဖြစ်တယ်။ရန်တာဂျွန်ဘော့တဲ့ second ဘာပြောလဲဆိုလူဖြစ်ခြင်းဆိုတဲ့အရာကခန္ဓာနဲ့ဝိညာဉ်ကိုပေါင်းစပ်နေမှသာလေတလုံးသွားပြီးဖြစ်မှသာလေလူပိသားမှုဆိုတဲ့အရာကိုဖော်ပြနေတယ်။ကျွန်တော်တို့နေ့စဉ်ဘဝအသက်ရှင်နေထိုင်တဲ့အချိန်မှာကျွန်တော်တို့ဟာခန္ဓာကိုယ်ရဲ့ရှင်သန်မှုလိုအပ်မှုကိုဖြည့်စွက်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာတက်တာရှင်သန်အားထုတ်ဖို့ရတဲ့လိုအပ်နေတယ်ဆိုတဲ့အရာကိုပြောပြနေခြင်းဖြစ်တယ်ကျွန်တော်တို့ဟာဒီခန္ဓာကိုယ်တစ်ခုလုံးပဲမဟုတ်ဘူးဝိညာဉ်ရေးရာအတက်တာမှာကျွန်တော်တို့လည်းမေတော်တခင်မအကဲ့သို့ရှင်သန်အားထုတ်ရမယ်ဆိုတဲ့အရာကိုဖော်ပြနေခြင်းဖြစ်ပါအဲ့ဒီတဲ့ကြောင့်မလို့ကျွန်တော်တို့စစ်မှန်တဲ့လူပိသားမှုဆိုတာခန္ဓာနဲ့ဝိညာဉ်ကိုကောင်းမွန်တဲ့အတက်တာနဲ့ရှင်သန်ဖို့ခန္ဓာကိုယ်ကိုခူးဆိုင်တယ်လို့ကျွန်တော်ရဲ့ဝိညာဉ်ရှင်သန်ဖို့ရတဲ့လဲခ
ဖြူဆက်ရမယ်ဆိုတဲ့အရာကိုပြောပြနေခြင်းဖြစ်တယ်အခုနဖာသာပြောခဲ့သလိုပဲကျွန်တော်ရဲ့နောက်ဆုံးသောအိမ်နောက်ဆုံးသောပန်းတိုင်ဟာကောင်းကင်နိုင်ငံဖြစ်တယ်ဆိုတဲ့အရာကိုပြောပြနေခြင်းဖြစ်တယ်ဒီဘဝမှာကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့အချိန်မှာစုံစမ်းမှုတွေခက်ခဲမှုတွေပင်ပန်းမှုတွေနာကျင်မှုတွေလောကဒဏ်ရဲ့ဒုက္ခအခက်ခဲတွေရင်ဆိုင်ရတယ်ဒါပေမဲ့မမေ့နဲ့ကျွန်တော်တို့ဟာဒီခန္ဓာကိုယ်မှာခံစားနေရတဲ့ဝေဒနာတွေပြီးတဲ့နောက်မှာတကယ်ပဲဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်နေထိုင်မယ်ဖခင်ရဲ့တရားတိုင်းကျွန်တော်တို့ဘဝကတိဆောက်နေမယ်ဆိုရင်နောက်ဆုံးတော့ကောင်းကင်နိုင်ငံတော်မှာကျွန်တော်တို့ဟာခန္ဓာနဲ့ဝိညာဉ်ကိုပါဖခင်သခင်ရဲ့ရွှေလက်တော်မှာအနံပြီးတော့ဖခင်သခင်နိုင်ငံတော်ကိုကျွန်တော်တို့သွားရမယ်ဆိုတဲ့အရာကိုပြောပြနေခြင်းဖြစ်တယ်ဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့မေရောဒခင်မရဲ့ပွဲနေကိုကျင်းပခြင်းအဖြစ်မေရောဒခင်မကိုကျွန်တော်တို့ရဲ့အသက်တာမှာအားကိုးခြင်းအဖြစ်ဘာတွေသင်ယူလို့ရတယ်ဆိုတော့မေရောဒခင်မဟာဖခင်သခင်ပေါ်မှာမရင်းနိုင်တဲ့ယုံကြည်ခြင်းသစ္စာတည်ကြည်ခြင်းနဲ့သူ့ရဲ့ဘဝဖခင်ရဲ့အလိုတော်ကိုလုံလုံလလအနှံခြင်းဆိုတဲ့အရာတွေကိုကျွန်တော်တို့အတူယူရမှာဖြစ်တယ်။ဒါမှသာလျှင်ကျွန်တော်တို့ဟာစစ်မှန်တဲ့ခရိယန်စစ်မှန်တဲ့ကက်သလစ်ဘာသာဝင်တွေဖြစ်လာမှာဖြစ်တယ်။အဲ့ဒါကြောင့်ဘာသာအနေနဲ့ပြန်ပြီးတော့ပြောချင်တယ်။စစ်မှန်တဲ့ကက်သလစ်ဘာသာသူတယောက်ဖြစ်ချင်တယ်ဆိုရင်မေရောဒခင်မကိုတရားကြည်ညိုမှုရှိပါ။ Okay သူတော်စင်ဘဝကိုရှောက်လန်းနေတဲ့သူတွေရှိတယ်။သူတော်စင်ဘဝကိုရှောက်လန်းပွင့်တဲ့ညီမချက်ရှိတဲ့အိမ်မက်ရှိတဲ့လူတွေတဲ့နေလဲမေရောဒခင်မကိုတရားကြည်ညိုမှုရှိပါမေရောဒခင်မဟာကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုဖျားခင်ထံတဲဆောင်ပေးမှာဖြစ်တယ်ကျွန်တော်တို့ဆုတောင်းတဲ့အရာကိုမေရောဒခင်မဟာညှင်းပယ်တယ်ဆိုတဲ့အရာမရှိခဲ့ဘူးဆိုတဲ့အရာကိုယန္တာတွေကပြောခဲ့တယ်နောက်ပြီးယန္တာတို့မော့စကိုကပြောလဲဆိုတော့မေရောဒခင်မကိုတရားကြည်ညိုမှုရှိပါတင်းရဲ့ဘဝမှာသူကိုလက္ခဏာတွေမြင်တွေ့ရမယ်လေဒီမှာမိတ်ဆွေညီကိုမောင်နှမတို့ကိုစစ်မှန်တဲ့ခရိယန်မိသားစုစစ်မှန်တဲ့ကက်သလစ်ဘာသာသူတယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာမေရောဒခင်မရှိရမယ်ကျွန်တော်တို့မိသားစုမှာမေရောဒခင်မရှိရမယ်ကျွန်တော်ရဲ့အသက်တာမှာမေရောဒခင်မရှိရမယ်ဒီနေ့မေရောဒခင်ဟာခန္ဓာနဲ့ဝိညာဉ်ကိုပါကောင်းကင်နိုင်ငံသို့ပင်းဆောင်ခြင်းခံရတယ်ဖခင်ရဲ့ဂျေဇုတော်အပြင်ပင်းဆောင်ခြင်းခံရတယ်ဖခင်ရဲ့ဂျေဇုတော်ကိုသူမရဲ့ဘဝအသက်တာမှာအမြဲတမ်းဖခင်ရဲ့ဂျေဇုတော်ကိုသူကသုံးပြန်ခဲ့တယ်နောက်ပြီးကျမ်းစာထဲမှာဘာပြောလဲဆိုတော့မေရောဒခင်မဟာငါရဲ့စိတ်ဝိညာဉ်ဟာထာဝရဘုရားသခင်နဲ့ဝမ်းမြောက်ရွှင်လန်းတယ်လေကျွန်တော်တို့စဉ်းစားစရာတစ်ခုရှိပါတယ်ကျွန်တော်တို့နေ့စဉ်နေ့တိုင်းဘဝတက်တာရှင်းတတ်နေတဲ့အချိန်မှာဘယ်အရာတွေပေါ်မှာဝမ်းမြောက်ရွှင်လန်းမှုရှိနေလဲကျွန်တော်ရဲ့ဘဝတက်တာဟာလောကရဲ့တာယာမှုပျော်ရွှင်မှုတွေပေါ်မှာဘယ်ဝမ်းမြောက်ရွှင်လန်းမှုရှိနေလားမေရောဒခင်မကဲ့သို့ကျွန်တော်ရဲ့စိတ်ဝိညာဉ်ဟာဖခင်သခင်ပေါ်မှာတကယ်ပဲဝမ်းမြောက်ရွှင်လန်းမှုရှိတယ်ဖခင်သခင်အလိုတော်ကိုအစေခံခြင်းအဖြစ်ကိုယ့်ရဲ့ဝိညာဉ်ဟာပျော်ရွှင်မှုကိုတကယ်ရတယ်ဆိုရင်ကျွန်တော်တို့ဟာဣကံမလွဲကောင်းငင်နိုင်ငံကိုကျွန်တော်တို့စုခုရမယ်ဆိုတဲ့အရာကိုပြောပြနေတယ်ခွန်အားပေးနေတယ်ကျွန်တော်တို့ကိုအတူယူဖွင့်တဲ့လေဒီပွဲနေအဖြစ်အတင်တော်အားကျွန်တော်တို့ကိုမိမောင်ထိုးပြနေတယ်နားဆင်သူရောက်တိုင်းစီပေါ်မှာဖခင်ရဲ့ကြီးစုတော်များအပြည့်ဝခံစားရပါစေမေရောဒခင်မရဲ့အကြောင်းရင်းဆုတောင်းခြင်းအဖြစ်တင်တို့ရဲ့ဘဝတသက်တွေကောင်းတဲ့ခရိယန်မိသားစုသူတော်စင်တွေဖြစ်ပါစေလို့ဖာသာအနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်